မနာလိုစိတ်ဖြစ်တယ်ဆိုတာဒီလူတယောက်မှရှိတဲ့အရာကိုကလည်းလိုချင်လို့မနာလိုစိတ်ဆိုတာဖြစ်လာတာเนาะ Hello everyone တထားပါဒီဘက်ပြောပြချင်တဲ့အကြောင်းအရာကတော့jealousy เนาะ jealous ဖြစ်တယ်မနာလိုမှုဆိုတာကတော့လူတွေမှာဖြစ်လေရှိတဲ့စိတ်ထားတစ်ခုပဲဖြစ်တဲ့အတွက်ကြောင့်ဒီဟာကလူသားဆန်တဲ့စိတ်ထားတစ်ခုပေါ့နော်ဒါကိုကောင်းတဲ့အဖက်ကလည်းမြင်လို့ရတယ်လို့မကောင်းတဲ့အဖက်ကလည်းမြင်နိုင်တယ်အဲ့တော့ကျမတို့အားလုံးကလည်းအနည်းနဲ့အများတော့မနာလိုစိတ်ဆိုတာရှိကြတယ်ဖြစ်ပူကြတာပဲပေါ့နော်အထူးသဖြင့်ဒီဘက်ခေတ်မှာဒီ social media မှာလူတွေကသူတို့ဘဝရဲ့အကောင်းဆုံးအချိန်တွေကိုပဲshare ကြတယ်အမှ तू ကတော့အလုပ်သစ်ရသွားတယ်तू ကတော့အိမ်ကောင်းစားဝယ်လိုက်တယ်နောက်တစ်ယောက်ကတော့ကားကောင်းစားလဲလိုက်တယ်နောက်တစ်ယောက်ကတော့ he got engaged like they got married or they got a new job or they go for a Europe trip something like there's a lot of the moments so ကျမတို့အဲ့လိုမျိုးသူတို့တွေရဲ့အကောင်းဆုံးအချိန်တွေကိုကျမတို့တွေ့တဲ့အချိန်မှာ we compare ourselves right ကိုနိုင်ရှင်တယ်တခြားလူတွေနဲ့तू ကတော့ငါလောက်တောင်ရေးချင်းမရှိပဲနဲ့ဘာဖြစ်လို့အလုပ်သေးရသွားတာလဲ तू ကဘာဖြစ်လို့ဘလိုတွေပတ်စံရပြီးတော့အိမ်သစ်ဝယ်နိုင်ရတာလဲကျမတို့မှာလို့သူတို့တွေရဲ့ကောင်းမွန်တဲ့အရာတွေကိုအကောင်းဆုံးဆိုတဲ့အချိန်နဲ့ကျမတို့ရဲ့ဘဝနဲ့ကိုနှိုင်းရှင်နေတတ်တယ်နော်အဲ့ဒါဆိုရင်အဲ့ဒီအရာတွေကိုကျမတို့ဘယ်လိုမျိုးကင်တွယ်ပြီးတော့ဒီရဲ့မနာလိုစိတ်ကိုဘယ်လိုမျိုးဖြေပြောင်းကြမလဲအဲ့တော့သူတို့ဘဝမှာရှိတဲ့အကောင်းဆုံး moment တွေကိုပဲ highlight လုပ်ပြီးတော့ share တာဖြစ်တယ်သူတို့မှာရှိတဲ့ကြာရှုံးနေတဲ့အချိန်တွေမပျော်ရွှင်ရတဲ့အချိန်တွေလဲကျနေတဲ့အချိန်တွေအဲ့လိုမျိုးအချိန်တွေကိုလူအနည်းစုကသာလျှင် share တယ်လူအများစုကဒီလိုအချိန်တွေကိုဒီလို failure တွေကိုမ share ကြဘူးအဲ့တော့ကျမတို့ကသူတို့ share တဲ့အကောင်းဆုံးချိန်တွေပဲမြင်ပြီးတော့သူတို့ဘယ်လိုစူးစမ်းခဲ့ရတယ်သူတို့ဘယ်လိုပြန်ပြီးတော့ယုံထားခဲ့ရတယ်ဘယ်လိုစူးစမ်းအားထုတ်မှုတွေနဲ့ဒီအောင်မြင်မှုကိုရလဲဆိုတဲ့ဟာကိုကျမတို့ကမသိနိုင်ဘူးဒီရဲ့မနာလိုစိတ်ကိုကျမတို့ဘယ်လိုပြန်ပြီးတော့အသုံးချမလဲမနာလိုစိတ်ဖြစ်တယ်ဆိုတာဒီလူတယောက်မှရှိတဲ့အရာကိုကလည်းလိုချင်လို့မနာလိုစိတ်ဆိုတာဖြစ်လာတာเนาะအဲ့တော့ကျမတို့အဲ့ဒီမနာလိုစိတ်ကိုဘယ်လိုပြန်ပြီးတော့အသုံးချမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြမှာဖြစ်ပါတယ်ရှင်နံပါတ်1ချက်က be grateful for what you already have right ကို့မှာရှိနေပြီးသားအရာတွေကိုကျေးဇူးတင်တတ်ပါကို့မှာရှိနေတဲ့အလုပ်ကို့မှာရှိနေတဲ့မိသားစုကို့မှာရှိနေတဲ့အောင်မြင်မှုတသေးလေးတွေဟာအစပေါ့နော်ကျေးဇူးတင်တတ်ရမယ်ကျေးဇူးတင်တဲ့စိတ်ကလေးကိုအမြဲတမ်းထားရမယ်အဲ့လိုကိုကျေးဇူးတင်တတ်လာတဲ့ခါကျရင်ကိုယ့်ရဲ့ဘဝကိုတန်ဖိုးထားတတ်ပြီးတော့တခြားလူတွေပေါ်မှာအာရုံစိုက်မှုနည်းသွားလိမ့်မယ်တခြားလူတွေပေါ်မှာမနာလိုစိတ်တွေလျော့သွားလိမ့်မယ်โอเคအဲ့တော့ဒုတိယအချက်အနေနဲ့ဘာလဲဆိုတော့ learn from them ကိုမနာလိုဖြစ်နေတဲ့လူတစ်ယောက်စီကနေပြီးတော့သူတို့ဘယ်လိုစူးစမ်းလဲသူတို့ဘယ်လိုမျိုးဒီအောင်မြင်မှုရအောင်လို့ဘယ်လိုလုပ်လဲဆိုတဲ့အရာကိုသိအောင်လို့လုပ်ပြီးတော့အဲ့သူတို့လုပ်တဲ့စူးစမ်းမှုတိုင်းသူတို့လုပ်တဲ့ discipline effort like every step အဲ့ဒါအကုန်လုံးလေးလာပြီးတော့ကိုဘဝမှာပြန်ပြီးတော့အသုံးချမယ်ဆိုလို့ရှိရင်သူတို့လိုမျိုးထပ်တူအောင်မြင်မှုမရရင်တော့မှကိုယ့်ရဲ့ပုံစံနဲ့ကိုပေါ့နော်အောင်မြင်မှုရလာမှာဖြစ်တယ်ဥပမာပိန်ပြီးတော့လှနေတဲ့လူတစ်ယောက်ကိုအားကြရဲဆိုလို့ရှိရင်အဲ့လူတစ်ယောက်ဘယ်လိုမျိုးလုပ်လဲဘယ်လိုမျိုးdiet နော် workout discipline consistency effort ဒီဟာတွေအားလုံးကိုသူဘယ်လိုမျိုးအားထုတ်လဲဆိုတဲ့ဟာကိုကိုယ့်ရဲ့ဘဝပေါ်မှာပြန်ပြီးတော့ apply လုပ်မယ်ဆိုလို့ရှိရင်ကိုလည်းသူ့လိုမျိုးလှလာမှာသိချတယ် right အဲ့တော့အဲ့ဒါကဒါဒုတိယအချက်အနေနဲ့ပေါ့နော်တတိယအချက်အနေနဲ့ကကြတော့ဒါကတော့အရေးကြီးဆုံးပဲပေါ့နော်ဘာလဲဆိုတော့ကျမတို့က social media ကိုအရန်အ
ချိန်တော်များများမှာအသုံးပြုနေရဆိုရင်ဒီတခြားလူတွေရဲ့ highlight လုပ်ထားတဲ့ reels တွေကိုကြည့်ပြီးတော့ဒီမနာလိုမှုဆိုတာဖြစ်နေမှာပဲအဲ့တော့ဒီမနာလိုမှုတွေကိုရပ်သွားအောင်ကျမတို့ဘာလုပ်လို့ရလဲဆိုတော့ stop scrolling right ဒီ Facebook တွေကြည့်ရနော် Facebook Instagram like TikTok like there's a lot of social media you can spend time your own time right ကိုယ့်ရဲ့အချိန်တွေကိုအဲ့ညမှာသုံးချနေမယ့်အစားကိုတကယ် passion ဖြစ်တဲ့အလုပ်ဒါမှမဟုတ်ရှင်ဥပမာအမိသားစုနဲ့အချိန်ဖြုံးတာကိုလှုပ်ချင်တဲ့အရာပေါ့အဲ့လိုမျိုးပေါ့ကိုကမှအသုံးဝင်မဲ့အရာကိုတခုခုလှုပ်နေရဲဆိုလို့ရှိရင်သူတို့တွေနဲ့နှိုင်းရှင်နေမဲ့အချိန်တွေရော့လာလိမ့်မယ်ဒီရဲ့ social media ကိုဒီလိုနေ့စဉ်သုံးနေတဲ့အချိန်ဟာကိုယ့်ဘဝကိုကောင်းမွန်စေနိုင်လားတိုးတက်နေလားဆိုတဲ့ဟာကိုပြန်သုံးသပ်ဖို့လိုတယ်နောက်ထပ်အရေးကြီးတာတစ်ချက်ပြောပြချင်တယ်အဲ့ဒါကဘာလဲဆိုတော့လူတိုင်းမှာဘဝရဲ့အချိန်စရာတွေကမတူကြဘူးတယောက်နဲ့တယောက်နော် तू ကအသက်30မှာအောင်မြင်မယ်တခြားလူတယောက်ကတော့အသက်40မှာအောင်မြင်လိမ့်မယ် right တခြားလူကသူ့ရဲ့ soul mate ကို like ဖူးစာရှင်ကိုအသက်15-16မှာတွေ့ပေမဲ့တယောက်ကတော့သူ့ရဲ့ဖူးစာရှင်ကိုအသက်30ကျော်မှလည်းတွေ့ရင်တွေ့နိုင်မယ်ဒါမှမဟုတ်အသက်50ကျော်မှလည်းတွေ့ရင်တွေ့နိုင်မယ်လူတယောက်ချင်းစီရဲ့ဘဝရဲ့ timing တွေကမတူကြဘူးအဲ့တော့ကိုယ့်ရဲ့ဘဝမှာဖြစ်နေတဲ့အရာကိုခြားလူတွေမှာဖြစ်နေတဲ့အရာနဲ့နှိုင်းယှဉ်မိတဲ့အချိန်မှာငါကနောက်ကျနေရလားဘလို့ဖြစ်လို့သူတို့ရဲ့နောက်မှာဖြစ်နေရတာလေသူတို့အောင်မြင်နေငါဘာလို့မအောင်မြင်သေးရလဲသူတို့ပူဇာရှင်တွေ့ပြီးတော့မိသားစုဘဝကိုတည်ထောင်နေငါဘာလို့မတည်ထောင်နိုင်သေးရလဲသူတို့ကတော့ကလေးရနေပြီငါဘာလို့ကလေးမရသေးတာလဲအဲ့လိုမျိုးပေါ့နော်အမြဲတမ်း compare လုပ်နေတဲ့စိတ်ကိုမြင်အောင်ကြည့်တတ်ရမယ် right မြင်အောင်ကြည့်တတ်ပြီးတော့ဘယ်လိုမျိုးစိတ်ထားရမလဲဆိုတော့ငါရဲ့အချိန်နဲ့သူတို့ရဲ့အချိန်စရာအနေနဲ့တူမနေဘူးနော်မတူနေတဲ့ဟာကိုသွားရှင်ကြည့်တဲ့အချိန်မှာ jealous ဖြစ်တယ် stressful ဖြစ်တယ်အဲ့ဒီရဲ့နောက်မှာ disappointment ဖြစ်ပြီးတော့ကိုငါဘာဖြစ်လို့လဲငါဘာလို့လဲငါဘာလုပ်နေလို့လဲငါဘာညံ့နေလို့လဲဆိုတော့စိတ်တွေဖြစ်လာနိုင်တယ်ကျမတို့အလိုမျိုးမဖြစ်အောင်ကျမပြောတဲ့အချက်၃ချက်ကိုအရင်ဆုံးလုပ်ကြည့်ပါနော်မပြန်ပြီးတော့ဒီအကြောင်းအရာလေးကိုပြန်ပြောရမယ်ဆိုရင်တစ်ချက်ကကိုယ်မှာရှိတဲ့အရာကိုကျေးဇူးတင်တတ်ပါတေးသေးလေးအစားနိုင်လို့ရှင်စာရွက်တစ်ရွက်ပေါ်မှာချရေးလိုက်ကိုယ်မှာရှိနေတဲ့အလုပ်ကိုင်းပညာရေးမိသားစုကျန်းမာရေးကအရင်ရေးကြီးရဲ့ခုတ်ကလေးတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်မပြောပြချင်တယ်အဲ့ဒါကဘာလဲဆိုတော့ if you are healthy you have thousands of problems okay but if you unhealthy you got only one problem that is your health soအတွေးတွေအများကြီးနဲ့ဖြစ်စေမဲ့အခုတ်ကလေးတစ်ခုလို့ကျမတွေးရပေါ့နော်အဲ့တော့ကျမ်းမာခြင်းဟာလက်တစ်ပါပဲအဲ့တော့ကျမ်းမာနေတဲ့အချိန်မှာတခြားလူတွေရဲ့ဆောလိုမျိုး jealous ဖြစ်တာတခြားလူတွေရဲ့ဘဝကိုကြည်တာเนาะအဲ့ဒါတွေကိုတွေးနိုင်နေသေးတယ်ဒီလိုသင်ကိုယ်တိုင်တော့မကျမ်းမာဖြစ်နေတဲ့အချိန်ကျရင်တခြားလူတွေရဲ့ဘဝမှာဘာဖြစ်နေလဲဆိုတော့လေခေါင်းထဲမှာမတွေးနိုင်တော့เนาะကိုပဲကျမ်းမာအောင်လို့လုပ်ဖို့ပဲအာရုံရနေလိမ့်မယ် right ကိုရဲ့တခြားလူတယောက်เนาะကို jealous ဖြစ်တဲ့လူတယောက်ရဲ့ဘယ်လိုမျိုးစူးစမ်းအားထုတ်မှုတွေလုပ်လဲ discipline ချလဲ effort တွေလုပ်လဲအဲ့ဒီဟာတွေကိုကြည်ပါသူတို့ရဲ့အောင်မြင်မှုကိုလေ့လာပါပြီးရင်ကိုဘဝမှာပြန်ပြီးတော့အသုံးချပါအဲ့ဒါဆိုရင်ဒီမနာလိုမှုတွေလည်းလျော့သွားပြီးတော့အကျိုးရှိစွာနဲ့ဒီမနာလိုစိတ်ကို motivation အနေနဲ့အသုံးချနိုင်ပါလိမ့်မယ်ဆိုတော့နောက်ဆုံးတစ်ခုကတော့ social media အသုံးပြုတာကိုအတက်နိုင်ဆုံးလျှော့ပါဒီ social media ပေါ်မှာအချိန်ကြီးကုန်နေမဲ့အစားကိုယ့်ရဲ့အချိန်ကိုကိုယ်ကြိုက်တဲ့ဟင်းချက်တာပဲဖြစ်ဖြစ်เนาะကိုချစ်တဲ့လူနဲ့အချိန်ကုန်တာပဲဖြစ်ဖြစ်ကိုဘဝရဲ့တိုးတက်ကြောင်း learning တခုလုပ်နေရပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးအသုံးချပါလို့ကျွန်မကြံပေးချင်ပါတယ်ရှင်အဲ့တော့ဒီဘက်အကြောင်းအရာလေးကိုဒီမှာပဲနှုတ်ဆက်လိုက်ရအောင်ကျမရဲ့ဗီဒီယိုလေးမှာဒီအသက်30ကျော်အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝတိုးတက်ကောင်းမွန်အောင်ထောက်ကူပြုနိုင်မယ်အကြောင်းအရာလေးတွေကိုပဲ sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကျေးဇူးတင်ပါတယ် bye bye